လို့ဖြစ်ပါတယ်။ဒါမျိုးတတ်နိုင်လို့မဟုတ်ပါကိုရောရှိလို့ဖြစ်ပါတယ်အဖ။ဒါကြောင့်ဂုဏ်ကြီးချင်းဂုဏ်ပြုခြင်းအလုံးစုံကိုရောကိုပြန်ပြီးတော့ပေးရပါတယ်။ယေရှုနာမနဲ့ဆုတောင်းဆက်ကအနှံကြပါတယ်အဖ။ Amen Amen အားလုံးလက်ခုပ်ကြည့်လို့တို့ဘုရားရှင်ကိုချီးမွမ်းကြရအောင် Amen ကျေးဇူးအများကြီးတင်တယ်ဒီကနေ့ဒီခွင့်ကောင်းကိုပြန်နေပြင်ဆင်ပေးတဲ့ဖခင်ရဲ့နာမတော်ကိုချီးမွမ်းတယ်ဆိုတော့ကျွန်မလည်းဒီမှာနော်ဟိုလာပြန်ပြီလို့တော့မပြောပါနဲ့ဒါပေမဲ့ကျွန်မလည်းတကယ်ဟိုဘယ်လိုပြောရမလဲအရန်ကိုဘုရားသခင်ပေါ်ပြတဲ့အရာတွေပေါ့နော်ဘုရားသခင်စကားပြောတဲ့အရာတွေကိုကျွန်မဒီကနေ့ပြန်ပြီးတော့ဝင်ကားခွင့်ရတဲ့ကြောင့်မလို့တကယ်ပဲဘုရားရဲ့နာမတော်ကိုချီးမွမ်းတယ်ဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုလွတ်မြောက်စေတာဖြစ်တယ်အာမင်ဘုရားသခင်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုကျမ်းမာစေတာဖြစ်တယ်ဘုရားရဲ့နှုတ်ကပတ်တော်ကဒီနေ့မုန်တိုင်းတွေကိုငြိမ်းစေတာဖြစ်တယ်ဘုရားရဲ့နှုတ်ကပတ်တော်ကဒီနေ့ချုပ်နှောင်ခြင်းနော်နတ်ဆိုးရဲ့ချုပ်နှောင်ခြင်းကနေလွတ်မြောက်ခြင်းပေးတာကဒီနှုတ်ကပတ်တော်ပဲဖြစ်တယ်ဒီနေ့အချိန်တွေကတင့်ကိုချီနှောင်ထားတယ်ဆိုလို့ရှင်ဒီနေ့တင်းရဲ့အထဲမှာမုန်တိုင်းတွေထန်နေတယ်ဆိုလို့ရှင်ဒီနေ့တင်းရဲ့အထဲမှာအနာရောဂါတွေကတင့်ကိုဆွဲချနေတယ်ဆိုလို့ရှင်ဒီနေ့တင်းရဲ့အထဲမှာနော်ဟိုတည်ခြင်းလောက်အောင်ဖြစ်နေဆိုဒီနေ့ဘာလိုအပ်ဆိုယေရှုပဲလိုအပ်တာဖြစ်တယ်ဟာလေလုယာယေရှုရောက်ပြီဆိုလို့ရှင်ထိုရတဲ့အားလုံးကလောကနေရတော့မှာမဟုတ်ဘူးအာမင်ဒီနေ့ခုနကျမတို့ချီးမွမ်းပြီးဝိညာဉ်တော်ဘုရားရှိတဲ့နေရာမှာတဲ့နတ်ဆိုးလည်းမနေနိုင်ဘူးအနာရောဂါလည်းမနေနိုင်ဘူးအိုခြင်းနာခြင်းသေခြင်းကလည်းလုံးဝနေရမရနိုင်တော့ဘူးအာမင်ဘာဖြစ်လို့လဲဒီကနေ့ငါဒီအသက်ဖြစ်တယ်ဆိုတော့ယေရှုရှိလို့ဖြစ်တယ်ဒါကကျမတို့တခြင်းကဟိုဘယ်လိုပြောမလဲဆိုရတာဒီတန်စင်ကောင်းလို့နော်ဟိုပေါ်ပူလာဖြစ်လို့ကျမတို့ဆိုနေတာမဟုတ်ဘူးအာမင်တန်စင်ကောင်းတာတော့ဒါ bonus ပေါ့နော်ဒါပေမဲ့ဆိုလို့ကောင်းလို့ဟိုဒီတန်စင်လေးကိုကြိုက်လို့ကျမတို့ကအလကားကျမတို့ဆိုနေတာမဟုတ်ဘူးနှုတ်ကပတ်တော်ကိုကျမတို့ကြေညာနေတာဖြစ်တယ်နှုတ်ကပတ်တော်ကိုကျမတို့ကကြေညာနေတာဖြစ်တယ် decree ဆိုတာကဘာလဲဆိုလို့ရှိရင်ဘယင်တွေအမိန့်ထုတ်ပြန်တဲ့အခါမှာထုတ်ပြန်ချက်ဥပဒေဖြစ်တယ်အာမင်ဒီနေ့ဒီဟာနှုတ်ကပတ်တော်ကနော်ကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားတည်လိမ့်မယ်လို့ဘုရားသခင်ပြောထားပြီးသားဖြစ်တယ်သူ့ရဲ့စကားဟာတည်မှာဖြစ်တယ်ကျန်တဲ့အရာတွေအကုန်ပြိုလဲပေမဲ့သူ့ရဲ့စကားဟာတည်မြဲဘာဖြစ်လို့သူ့ရဲ့စကားဟာဥပဒေနိုင်ငံတော်မှာဥပဒေဆိုတာကလွယ်နဲ့ပြောင်းလို့ရတာမဟုတ်ဘူးလွယ်နဲ့ပြောင်းလို့မရဘူးလုံးဝနော်ဘယ်နေရာမှာပဲရောက်ဒီဥပဒေကသာအတည်ဖြစ်တယ်ဘယ်မြို့ပဲရောက်ဘယ်ရွာပဲရောက်ဘယ်မြို့ပေါ်မှာပဲရောက်ဘယ်တောထဲမှာပဲအကြောင်းကလောင်မှာပဲရှိဒီဥပဒေကဥပဒေဖြစ်တယ် decree ထုတ်ပြန်ချက်ကကိုယ်နဲ့သက်ဆိုင်တယ်ဒါကြောင့်မလို့ကျမတို့နှုတ်ကပတ်တော်ကိုကျမတို့က decree လုပ်တယ်ဆိုတာကကျမတို့အလကားနေကျမတို့ပြောနေတာမဟုတ်ဘူးဒီနှုတ်ကပတ်တော်ကိုကျမတို့ကထုတ်ပြန်နေတာဖြစ်တယ်ပြောတဲ့အတိုင်းဖြစ်လာလို့ဖြစ်တယ်အာမင်ဖခင်သခင်ကဒီကနေ့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့အခါမှာလဲနှုတ်ကပတ်တော်နဲ့ပဲဖန်ဆင်းခဲ့တာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ဘယ်လောက်ထိတည်နေသလဲဆိုတော့အခုချိန်ထိတည်နေတာဖြစ်တယ်ဖခင်ကအလင်းဖြစ်စေဆိုတော့နှုတ်ကပတ်တော်ကဘာဖြစ်နေလဲအလင်းဖြစ်စေအခုတိကျမတို့ဒီအလင်းကနှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲကဘာဦးကျန်းကနေပြီးတော့ကဘာမရှိမီကလေးကဖခင်ကအလင်းဖြစ်စေထုတ်ပြန်လိုက်တဲ့နှုတ်ကပတ်တော်ကယခုချိန်ထိအကျုံးဝင်နေသေးတာဖြစ်တယ်အာမင်ဒါကြောင့်တော့သူ့ရဲ့ထုတ်ပြန်ချက်ကဘယ်တော့မှနော်ဖခင်ကငါစကားဟာတည်လိုက်မယ်တဲ့ငါစီကိုအချင်းကြီးလုံးဝပြန်မလာဘူးအခုချိန်ထိဖခင်က let there be light အခုချိန်ထိသွားနေတာဖြစ်တယ်ဒီနှုတ်ကပတ်တော်ကအာမင်ဖခင်သခင်နော်နေဖြစ်စေအလင်းဖြစ်စေနော်ကျယ်ရီလာတွေဖန်ဆင်းတဲ့အခါမှာစကားနဲ့အခုချိန်ထိကျယ်ရီလာတွေနက်ခတ်သားရတယ်သူ့နေရာနဲ့သူရှိနေသေးတာအဲ့ဒါဘာကြောင့်လဲနှုတ်ကပတ်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနှုတ်ကပတ်တော်ကလေပြင်းစရာမကောင်းဘူးအိတ်ဆေးလည်းမဟုတ်ဘူးအသက်ဖြစ်တယ်အာမင်အသက်ဖြစ်တယ်ဒီနှုတ်ကပတ်တော်ကအသက်ဖြစ်တယ်ဒီနှုတ်ကပတ်တော်အားဖြင့်ခတ်သိမ်းသောအရာကိုဘုရားကဖန်ဆင်းတာဖြစ်တယ်အစအဦး၌နှုတ်ကပတ်တော်ရှိတယ်
နှုတ်ကပတ်တော်ဒီလေဖျားနဲ့တူရှိတယ်နှုတ်ကပတ်ဒီလေဖျားဖြစ်တယ်ဒီနှုတ်ကပတ်တော်နဲ့ပဲအရာအလုံးကိုဖန်ဆင်းတာဖြစ်တယ်အငယ်ယောဟန်အခန်းကြီး1အငယ်4မှာထိုနှုတ်ကပတ်တော်၌အသက်ရှိ၏တဲ့အာမင်ဒီကနေ့သင်ရဲ့အသက်တာထဲမှာအသက်မရှိတဲ့ကဏ္ဍတွေရှိနေတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲနှုတ်ကပတ်တော်ကိုကြီးညာဖို့ဖြစ်တယ်နှုတ်ကပတ်တော်၌အသက်ရှိ၏ရှင်ယောဟန်ခန်းကြီး1အငယ်4မှာထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏ထိုအလင်းသည်မောင်မိုက်၌လင်း၍မောင်မိုက်သည်မခံမယူဒီကနေ့နှုတ်ကပတ်တော်အသက်တည်ဟူသောနှုတ်ကပတ်တော်ဒီကနေ့အဲ့ဒီနှုတ်ကပတ်တော်ကအငယ်14မှာလူစားတိအဖြစ်ကိုခံယူ၍တဲ့ဂျေဇုတော်နဲ့၎င်းသစ္စာတော်နဲ့၎င်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ငါတို့တွင်တည်နေတော်မူ၏ဒီနှုတ်ကပတ်တော်ဟိုးဖန်ဆင်းခြင်းကတဲ့ကဖယားသခင်စေလွတ်လိုက်တဲ့နှုတ်ကပတ်တော်ကအစတော့နှုတ်ကပတ်တော်အနေနဲ့ပဲရှိနေတာဒါပေမဲ့နှုတ်ကပတ်တော်ကဘာဖြစ်လာလဲဆိုလို့ရှိရင်လူတဒံကိုခံယူလာပြီးတော့ယေရှုဆိုတဲ့ပုဂ္ဂိုလ်နဲ့လောကကြီးထဲကိုရောက်ရှိလာတာဖြစ်တယ်ဒါကြောင့်မလို့ယေရှုသွားတဲ့နေရာတိုင်းမှာနှုတ်ကပတ်တော်ရောက်နေတာဖြစ်တယ်ယေရှုသွားတဲ့နေရာတိုင်းမှာနှုတ်ကပတ်တော်ဖြစ်တဲ့အတွက်နှုတ်ကပတ်တော်ဟာအသက်ဖြစ်တဲ့အတွက်ယေရှုသွားတဲ့နေရာတိုင်းမှာအသက်ရှင်နေတာဖြစ်တယ်အာမင်ယေရှုသွားတဲ့နေရာတိုင်းမှာလွတ်မြောက်ခြင်းရှိနေတာဖြစ်တယ်ယေရှုသွားတဲ့နေရာတိုင်းမှာတည်တော်သူတွေပြန်ပြီးတော့ရှင်ပြန်ချမြောက်လာတာကဘာကြောင့်လဲယေရှုဖြစ်တယ်ယေရှုကနှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကဒီကနေ့ယေရှုကနော်ရှင်ပြန်ချမြောက်ပြီးကောင်းကင်မှာရောက်ပြီးနှုတ်ကပတ်တော်ကအဲ့ဒီမှာပဲရှိတာမဟုတ်ဘူးဒီနှုတ်ကပတ်တော်ကဒီကနေ့ကျမတို့ရဲ့အထဲမှာလည်းရှိနေတာဖြစ်တယ်ဟာလေလုယာဒီနှုတ်ကပတ်တော်ကကျမတို့ရဲ့အထဲမှာရှိနေတဲ့အတွက်ဒီနှုတ်ကပတ်တော်အားဖြင့်ကျမတို့ကထုတ်ပြန်ချက်တွေကျမတို့ပြုနိုင်တာဖြစ်တယ် decree တွေကြေညာချက်တွေကျမတို့ကဒီနှုတ်မှာဘုရားသခင်ထည့်ပေးထားတယ်။နောက်ပြီးကျမတို့ရဲ့အထဲမှာယေရှုကရှင်ပြန်ထားမြောက်ပြီးနောက်ပိုင်းမှာသူကဘသူကိုပေးလဲဆိုလို့ရှိရင်ဝိညာဉ်တော်ဘုရားကိုကျမတို့ကိုပေးတယ်။အဲ့ဒီဝိညာဉ်တော်ကယုံကြည်သူတိုင်းအတွက်ယေရှုကိုလက်ခံတဲ့သူတွေအတိုင်းလူတိုင်းအတွက်ဘုရားကပေးတဲ့ဆုကျေးဇူးဖြစ်တယ်။ဒီနေ့ဒီဝိညာဉ်တော်ကဘယ်လောက်တောင်မှတကူရှိလဲဆိုလို့ရှင်ယောမရှစ်ထဲမှာခရစ်တော်ကိုတဲ့သေခြင်းကနေထားမြောက်စေသောဝိညာဉ်တော်ဟာငါတို့အထဲမှာတည်နေတာဖြစ်တယ်အာမင်ဒါကြောင့်မလို့ဒီဝိညာဉ်တော်ကယေရှုကိုတောင်မှနော်ယေရှုကိုသေခြင်းကနေထားမြောက်စေတာကတခြားမဟုတ်ဘူးထိုတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီယေရှုကိုတဲ့သေခြင်းမှာထားမြောက်စေတော်မူသောဝိညာဉ်သည်သင်တို့အထဲမှာတည်လျက်ရှိနေတယ်လို့ရှင်ပေါလုကပြောထားတယ်။ဒါကြောင့်သင်ရဲ့အထဲမှာဘာရှိနေလဲဆိုလို့ရှင်အသက်ရှင်စေသောဝိညာဉ်ကသင်အထဲမှာရှိနေတယ်။အာမင်။သင်သိလားမသိလားတော့မသိဘူး။တခါတလေနော်မရှိတာတဲ့မသိတာခက်ဆိုတာတခါလေကိုယ့်ရဲ့authority ကိုယ့်ရဲ့အခွင့်အာဏာကိုယ့်ရဲ့အထဲမှာရှိနေတဲ့ຢာကိုမသိတဲ့အခါမှာမသုံးတဲ့အခါမှာအဲ့ဒါကကျမတို့အတွက်အကြီးမားဆုံးသောဆုံးရှုံးမှုကအဲ့ဒါပဲတော်တော်များများကပြောဘူးတယ်ကဘာပေါ်မှာတဲ့အချမ်းသာဆုံးနေရာဘယ်မှာလဲတဲ့အကျွယ်ဝဆုံးနေရာဘယ်မှာလဲဘယ်မှာရှိတယ်လို့ထင်လဲကဘာပေါ်မှာအချမ်းသာဆုံးနေရာကဘယ်နေရာများဖြစ်မလဲဟမ်ကဘာပေါ်မှာတဲ့အချမ်းသာဆုံးအကျွယ်ဝဆုံးသောနေရာဖြည့်ခြင်းတဲ့လူရှိလားဘ
Bema Mia Pimele, Edinia. Chan? Say hello. Nia Nia. US. The Maria, Kangan and go down my US net transit watching, look at your jar. Transit down my US go transit lecture. Dine Kababo Mad, a Trewa zone, no a chanda zone, Niaga Beniazo, Tinjango. Tinjango. Could not have any, I'm absolutely watching like that, since I tell you this, Tinjango. But I don't think I go Trewa zone on the up to the lay solution. Luriga Turuye Tema, Pia beat Harry, Swansari, Mati Bene, a tome of you Bene, they did young Mans or she looks at it. I didn't think I go Nema Gaba a Georgia zone, Day Siari, Sa Yesiari, the Yaho Siari, to get bait a Jima zone or Duri. Turoye swan enigo, Mato mene, Mati bene, Tianama, Mato mene, three potential, bono Mato mene, Didema be shini biro, they do are lily, now Miazo she. Time dignity, tomorrow, Adilomu, Nebo, Malo, amen. Papsule. Attention, say the winning tomorrow time machine. Time I go TV or did I met tomorrow you to do Romania, Tida or Dodi Jaredilla. I am Tida. Nale the last solution le Tida so that send down tomorrow yen bro. They namalebu. Let it low poro, willa, we won't know. I don't dig I'm young of your gym. Jinsin Tara or the remote, I met ya. I must say, Tema, a young boy out of my peony. Tomorrow, Tide, no capato, the cook, Nakugo, tomorrow, let to it in the wind, but louder mother go she name. Amen. Tomorrow, Tibo behead Halley, Joe's happy dolly. Tide, I'm not Tidamo, Tide Lotena. Time I go Tide so that a senate tomorrow, Jane, neighbor, tiny video. To another tomorrow, Tilo, magic, Lomio, a low, a little pilla, melo tomorrow, Jara. No. No capato yet the board the Bawaga, Bale, solution. Tobio Yarab City. Loose hung Yarab City. Tio net Pillara Mahopu. Payangaro Kabao, Panzinekama to Timabo. The met to God did I make my time to Babole. She says so that no capadogo. Say, look like the Akama, ma Kabaya Pillara City. And if you're like then, no capadoga, a cool chain tea. Didn't set the Yazoo, Naset the Yazoo, no? Dignate Balala. August Naset Nase, no? Taman advanced August Nase, not how second a tea down ma. They have made up today. A cool chain did no capadoga at Chini the one of Shipu. Did tomorrow Eddie Iago? Nyamya Sasa Matin like Nibasi. Tide Iale go tomorrow, let to it, Georgia. Let to it at the Shenzaya. Did you buy down Yago Pure Chenle solution? Look at candy shit hema. Did you buy Yeshu a jungle Piamido? Jama Pure Jenny. Look at candy shit and a laser ne. Laser going as a chopper, no, a digger. I might not look at a candy shit the canlo go tomorrow, Chowamburo can and Lila, Madame, a digger to my Biogen. I got Pale solution. Look at a candy shit and laser net.
40 ကနေအရင်စဖတ်ရအောင်လူကာ8:40ယေရှုသည်ပြန်တော်မူလျင်လူအစုဝေးပေါင်းတို့သည်ကိုရောကိုမျှော်လင့်လျက်နေကြသောကြောင့်ဝမ်းမြောက်စွာလက်ခံကြ၏ထိုအခါယာဣယုအမည်ရှိသောတရားစရပ်မှူးသည်လာ၍ယေရှု၏ခြေတော်ရင်း၌ပြတ်ဝတ်လျက်12 နှစ်အရွယ်ရှိသောမိမိ၌တယောက်တည်းသောသမီးသည်သေဆဲရှိသောကြောင့်မိမိအိမ်သို့ကြွတော်မူမည်အကြောင်းကိုရောကိုတောင်းပန်၍ကြွတော်မူစဉ်တွင်လူအစုဝေးတို့သည်ကိုရောကိုထိခိုက်တိုင်မိကြ၏ဆက်ဖတ်ရအောင်ထိုအခါ12 နှစ်ပတ်လုံးသွေးသွန်အနာဆွဲသောကြောင့်ဥစ္စာရှိသမျှကိုစေးသမားတို့အားပေး၍ကုံတော်လဲအဘယ်စေးသမားလက်မြတ်ချမ်းသာမရနိုင်သောမိန်းမတစ်ယောက်သည်နောက်တော်သို့ချင်းကပ်၍အဝတ်တော်၏ပပွားကိုတို့သဖြင့်ထိုခဏချင်းတွင်သွေးသွန်အနာပြောက်လေ၏ယေရှုကလည်းငါ့ကိုအဘယ်သူတို့သနည်းဟုမေးတော်မူလျှင်လူအပေါင်းတို့သည်ညင်းလျက်သောပေတရုမှစ၍သူ၏အပေါင်းဖော်တို့ကသခင်လူအစုဝေးတို့သည်ကိုရောအားထိခိုက်တိုင်မိကြသည်ဖြစ်၍ငါ့ကိုအဘယ်သူတို့သနည်းဟုမေးတော်မူပါသည်တကားဟုလျှောက်လေ၏ယေရှုကလည်းတစုံတစ်ယောက်သောသူသည်ငါ့ကိုတို့လေပြီငါကိုမှတကိုးထွက်သည်ကိုငါသိ၏ဟုမိန့်တော်မူ၏ထိုမိန်းမသည်မိမိပုန်းရှောင်၍မနေနိုင်သည်ကိုသိလျင်တုန်လှုပ်လျက်လာ၍အဘယ်အကြောင်းကြောင့်တို့သည်ကို၎င်းချက်ချင်းချမ်းသာရမည်သည်ကို၎င်းလူအပေါင်းတို့ရှေ့မှပြတ်ဝတ်လျက်ကြားလျှောက်လေ၏ကိုရောကလည်းငါသမီးမစိုးရိမ်နှင့်သင်ယုံကြည်ခြင်းသည်သင်အနာကိုငြိမ်းစေပြီငြိမ်ဝတ်စွာသွားလောဟုမိန့်တော်မူ၏ထိုသို့မိန့်တော်မူစဉ်တွင်တရားစရပ်မှူးအိမ်မှလူလာ၍ကိုရော၏သမီးသေပါပြီဆရာကိုမနှောက်ယှက်ပါနှင့်ဟုဆို၏ယေရှုသည်ကြားလျင်မကြောက်ကြနှင့်ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေသောထိုသို့ရှိလျင်သူသည်ဘေးနှင့်လွတ်လိမ့်မည်ဟုတရားစရပ်မှူးအားမိန့်တော်မူ၏အိမ်သို့ရောက်လျင်ပေတရုယောဟန်ယာကုပ်နှင့်မိန်းမငယ်၏မိဘမှတပါအဘယ်သူကိုမျှအထက်သို့မဝင်စေခြင်းကစီးတားတော်မူ၏လူအပေါင်းတို့သည်ငိုကြွေးမြည်တမ်းကြသည်ကိုရောကမငိုကြနှင့်သူငယ်သည်သေသည်မဟုတ်အိပ်ပျော်သည်ဟုမိန့်တော်မူလျင်သူငယ်သေကြောင်းကိုထိုသူတို့သည်သိသဖြင့်ကိုရောကိုပြည့်ရည်ပြုကြ၏ထိုသူရှိသမျှတို့ကိုပြင်သို့ထွက်စေပြီးမှသူငယ်၏လက်ကိုကင်တော်မူလျက်သူငယ်ထလောဟုခေါ်တော်မူသည်တွင်စိတ်ဝိညာဉ်ပြန်လာ၍မိန်းမငယ်သည်ချက်ချင်းထလေ၏သူအားစားစရာပေးလောဟုမိန့်တော်မူ၏မိဘတို့သည်မိန်မောတွေဝခြင်းသို့ရောက်ကြ၏ထိုအမှုရာကိုအဘယ်သူအားမျှမပြောရမည်အကြောင်းပြည့်ညတ်တော်မူ၏ဆိုတော့ဒီကျမ်းပိုက်ကိုကျမတို့ကယဉ်နီးပြီးသားဖြစ်တယ်ကြားဘူးပြီးသားဖြစ်တယ်ငငယ်ကလေးက Sunday School ကလေးကကျမတို့ကြားလာတဲ့အရာဖြစ်တယ်ဒီနေရာမှာဘယ်သူကိုတွေ့ရလဲဆိုလို့ရှိရင်နော်ယာယိယုဆိုတဲ့တရားစရပ်မှုသူကတရားစရပ်မှုဆိုတာကဒီသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်တကယ်ကိုvery prominent ပေါ့နော် VIP တယောက်ဖြစ်တယ်သူတို့ရဲ့ဘာသာရေးထဲမှာတကယ်ကိုလေးစားရတဲ့ VIP ခေါင်းဆောင်တယောက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူကယေရှုစီမှာလာပြီးတော့ယေရှုရှေ့မှာပြတ်ဝတ်ပြီးတော့သူ့သမီးတူးတီသောသမီးနော်တူးတီသောသမီး12 နှစ်အရွယ်သေတော့မဲကိုရောသူ့ကိုလာပြီးတော့နော်ကျမ်းမာစေဖို့ရအတွက်ယေရှုကိုသူ့ရဲ့အိမ်ကိုဖိတ်တယ်ဆိုတော့စဉ်းစားကြည့်ဒီတကယ်လူကြီးလူကောင်းတယောက်ပေါ့နော်စဉ်းစားမယ်ဆိုလို့ရှိရင်ကျမတို့အခုခေတ်ဥမာကျမတို့ရဲ့ senior pastor ကဒီနေ့အဲ့ဒီလိုမျိုးလူတယောက်ရှိမှပြတ်ဝတ်ပြီးတော့အိမ်ကိုလာပါဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါကဘာကိုပြလဲဆိုသူဘလောက်တောင်မှ desperate ဖြစ်နေတယ်လေသူဘလောက်တောင်မှမရမကယေရှုလိုအပ်တယ်ကို तू ကကောင်းကောင်းသိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အဆက်ကြောက်တွေကို तू လုံးဝမစင်စားဘဲနဲ့သူ့သမီးတမ်းမှချင်းရဖို့ရန်အတွက်နော်သူ့ရဲ့ဂုဏ်တွေတိတ်ခါတွေသူ့ရဲ့ယာဒူးတွေယာကန်တွေ तू လုံးဝမစင်စားဘဲနဲ့ဒီယေရှုဆိုတဲ့လူရှိမှတခါတည်းလူအုပ်ကြီးရှိမှတခါတည်းပြတ်ဝတ်ပြီးတော့ကိုတော့ကျွန်တော်အိမ်ကိုလာပါကျွန်တော်သမီးကိုတိုးထိပါလို့ယေရှုကိုရအောင် तू ခေါ်တာဖြစ်တယ်ဒီနေ့ကျမတို့အသက်တာမှာထိုယေရှုကိုရောအဲ့ဒီလောက်တောင်မှကျမတို့ကိုစာငိုက်ရဲ့လားဆိုတာကိုတခါလေကိုပြန်ပြီးတော့ဆန်းစစ်ဖို့လိုအပ်တယ်ထင်တယ်
จะใครดีจะมารู้กะเนาะโหพยาก็ยังยงจีเรียรู้เลยจะมารู้จีบด้วยเลยแกไล่ด่าแกไล่ด่าเนาะค่ะเลยสมมติใครจะมารู้พิวได้จ้าเนี่ยก็ว่าเราเอ็นทรีเลยเตะขาเลยเนี่ยสเตอร์เลยเนี่ยนี่ดาวเนาะอเมริกาเราอะทำอยู่ว่างาเราโหยังไงเนี่ยโหยังไงเนี่ยงาเราดิโลก็กวนเนี่ยจ้ะตัวอากูมาสุดท้ายเนี่ยอเมริกาก็ว่าเราบ้ามาหอบแต่แม่ไอ้เรื่องอยู่ตะขาดเลยบ่เนาะแต่จะมาบ่าวมาตะขาดเลยกูเย่ยาดูเราไม่หอบไปไหมกูเย่ด้วยโจนี่กูเย่ตีเดียร์เด็กกูจะมารู้กันตะขาดเลยเสียดันเต็มไปด้วยเยซูเชื่อมันในชาติส่วนเนี่ยขอเรื่องลูกเด็กกูรามาจะมารู้ตะขาดเลยเนื้อสาวตัวได้จ้าเลยแต่แม่ที่ยาอีอยู่ว่าตูล้มว่าดาวก็ยูไม่ใส่ไปเนี่ยตู้เย่ยาดูเลยตูล้มว่าก็ยูไม่ใส่บุตู้เย่เนาะลูเช่มากงเตะขาเดียวตูล้มว่าก็ไม่เงี้ยไปเนี่ยเยซูมาพาไปเลยตูเอ็มเดมาชิดเตมีตีรอมจริงเนี่ยจะมารู้ไอ้ที่ตีเจนตียาเนี่ยจงพูดเรื่องลูเลยตีมาปะที่ลูมาตียาบีงาบ้าไปเล่ายาဟုတ်တယ်မလားငါရဲ့သမီးဒါမှမဟုတ်လဲငါရဲ့အမေဒါမှမဟုတ်လဲငါရဲ့အဖေဒါမှမဟုတ်လဲငါရဲ့သားငါရဲ့အကိုငါရဲ့အမကျမ်းမာရင်ရပြီပြန်ပြီးတော့ကျမ်းမာမသေးရင်ရပြီငါဘာပဲလုပ်ရငါဘလောက်ပဲပေးဆက်ရငါလူရှိမှဘလောက်ပဲအဆက်ကွဲကိစ္စမရှိဘူးဒီလူရှင်ဖို့အရေးကြီးတယ်ဒီနေ့ကျွန်တော်တို့အဲ့ဒီလောက်ပြင်းပြတဲ့ဆန္ဒနဲ့ယေရှုကိုကျွန်တော်တို့ယေရှုစီမှာအဲ့ဒီလိုမျိုးစိတ်ဓာတ်နဲ့သွားဘူးလားဒီနေ့ကျွန်တော်တို့မှာရုပ်ပိုင်းဆိုင်ရာမှာတကယ်အပြင်မှာ physically တေးတာဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့မိသားစုထဲမှာဝိညာဉ်ရေးရာမှာမနာမကျမ်းဖြစ်နေတဲ့သူတွေခရစ်တော်ရဲ့တိုးထီခြင်းကိုလိုအပ်တဲ့လူတွေအတွက်ကောကျမတို့အဲ့ဒီလောက်ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုမငှဲ့ဘဲနဲ့ယေရှုကိုအဲ့ဒီလောက်တောင်မှကျမတို့ရဲ့အိမ်ထဲကိုဖိတ်ခေါ်ကြရဲ့လားဆိုတော့ဒီနေ့ကိုပြန်ပြီးတော့ဆန်းစစ်ဖို့ဖြစ်တယ်။ဒါမှမဟုတ်လဲငါတို့အစင်ပြေပါတယ်ဆိုရင်တော့နော်ဒီနေ့ယေရှုကိုကျမတို့အဲ့ဒီလောက်ဆာငတ်သလားဆိုတော့ကိုပြန်ပြီးတော့ဆန်းစစ်။ဆိုယေရှုကနော်သူများပြောတယ်ယေရှုကတထေးတွေကိုမုန်းတယ်မဟုတ်ပါဘူးဘာသာရေးခေါင်းဆောင်တွေကိုမုန်းမဟုတ်ပါဘူးယေရှုကဘာသာရေးခေါင်းဆောင်တွေကိုမုန်းတာမဟုတ်တထေးတွေလည်းမုန်းတာမဟုတ်ဘူးယေရှုကနှလုံးသားကိုကြည့်ပြီးတော့ပဲအဖြေပေးတာဖြစ်တယ်အာမင်ယေရှုကလေနှလုံးသားထဲမှာသူ့ကိုတောင်းတသလားစာငတ်သလားယုံကြည်ခြင်းရှိသလားဆိုတဲ့အရာပေါ်မှာပဲအလုပ်လုပ်တာဖြစ်တယ်လိုအပ်လို့အလုပ်လုပ်တာမဟုတ်ဘူးပြန်ပြောမယ်နော်ဖယားကခမည်းအရန်ဒုက္ခရောက်နေလို့ခမည်းစီကိုလာတာမဟုတ်ဘူးဘာဖြစ်လို့ခမည်းစီကိုဘာဖြစ်လို့တင်းစီကိုလာတာလဲတင်းရဲ့စာငတ်မှုကိုပဲကြည့်ပြီးတော့လာတာဖြစ်တယ်တခါတည်းကိုကငါဒီလောက်ဒုက္ခရောက်နေတာဖယားကလည်းငါ့ကိုဘာမှမကယ်ဘူးဖယားကလည်းငါ့ကိုမကူညီဘူးငါဒီလောက်ဒုက္ခရောက်နေတာဆိုဒါပေမဲ့ဖယားကိုစာငတ်သလားဆိုလဲမစာငတ်ပြန်ဘူးအဲ့ဒီလိုမျိုးနေရာမှာဘုရားသခင်အလိုလိုမရအောင်လိုအပ်ချက်ရှိတာအရင်ရှိတယ်လိုအပ်ချက်ကတော့အရင်များတယ်လိုအပ်ချက်ကတော့တကယ် heavy ပဲဒါပေမဲ့မဆာငတ်ဘူးဆိုလို့ရှိရင်မလာဘူးဆာငတ်မှုကိုကြည့်တဲ့ဘုရားဖြစ်တယ်နှလုံးသားနဲ့ယုံကြည်ခြင်းနဲ့သူ့ကိုရအောင်ခေါ်တဲ့လူတွေစီကိုရောက်အောင်လာတဲ့ဖရားဖြစ်တယ်အာမင်သူတို့ကတော့ပြည့်စုံပါတယ်သူတို့မလိုပါဘူးမဟုတ်ဘူးရုပ်ပိုင်းဆိုင်ရာမှာပြည့်စုံတယ်လို့ထင်ရတဲ့လူလည်းဖရားကိုဆာငတ်ရင်ဖရားကသူတို့စီကိုသွားတာဖြစ်တယ်ငါတော့ဆင်းရဲတယ်ငါဘာမှမရှိဘူးငါဒီလောက်တောင်မှလိုနေတာဖရားငါ့ကိုကောင်းကြီးမပေးဘူးခမရဆင်းရဲလို့ဘုရားကောင်းကြီးမပေးတာမဟုတ်ဘူးစာငတ်မှု
ရှိမရှိဒါကိုပဲဖခင်ကသိချင်တာဖြစ်တယ်ယုံကြည်ခြင်းနဲ့ခေါ်တဲ့လူတွေတိုင်းကိုအရောက်လာတဲ့ဖခင်သခင်ဖြစ်တယ်အဲ့ဒါနဲ့ယေရှုကသူလမ်းမှာသွားနေရင်နဲ့နောက်အင်မတန်မှစာငတ်တဲ့လူတယောက်နဲ့လမ်းမှာတွေ့တယ်ခုနဘယ်သူလဲဆိုလို့ရှိရင်12နှစ်လုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးသူလဲ VIP ပဲဘယ်လိုမျိုး VIP လဲဆို very insignificant person ပေါ့နော်ခုနကျတော့ very important person ပေါ့ဒီကတော့ very insignificant လုံးဝအရာမရောက်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်သူရဲ့ယောဂအရာသွေးဆိုတာကဣသိလလူမျိုးတွေအင်မတန်မှယွန်ရှာပွဲကောင်းသောအရာဖြစ်တယ်ညစ်ညူးတယ်ဆိုတော့သွေးသွန်နေတဲ့အချိန်မှာဒီလူဟာညစ်ညူးတယ်ဘယ်သူနဲ့မှထိလို့မရအောင်ထိတဲ့လူပါညစ်ညူးတာဖြစ်တယ်ဒါကြောင့်မလို့သူကတရက်နှစ်ရက်ပဲသွေးသွန်တာမဟုတ်ပဲနဲ့12နှစ်စိတ်ဝင်စားစရာကောင်းတာကယာအီယူရဲ့သမီးကလည်း12နှစ်ဒီအမျိုးသမီးကလည်းယောဂဆွဲတာ12နှစ်ဆိုတော့ပြောချင်တာကတရားစရမှုရဲ့သမီးမွေးတဲ့အချိန်ကနေစပြီးတော့ဒီအမျိုးသမီးကဒီယောဂဆရသွားတာဟုတ်ဒါတော့ဝိညာဉ်ရေးရမှာဘာ significant ရှိလဲတော့မသိဘူးကျမလည်းမသိသေးဘူးဒါပေမဲ့12နှစ်ဆိုတဲ့အရာတော့တော်တော်လေးတော့ကျမစိတ်ဝင်စားတယ်သူ့ရဲ့ချိတ်ဆက်ကိုတော့ကျမစိတ်ဝင်စားဆိုတော့12နှစ်လုံးဆိုဒီအမျိုးသမီးကသူ့ရဲ့မိသားစုနဲ့လည်းနေခွင့်မရှိဘူးဘာဖြစ်လို့လဲညစ်ညူးသောသူဖြစ်တယ်စဉ်းစားကြည့်ကိုမိသားစုနဲ့12နှစ်လုံးသွားပြီးတော့ပွေးဖက်လို့လည်းမရဘူးထိတွေ့လို့လည်းမရဘူးနော်မိသားစုနဲ့လည်းနေလို့မရဘူးမိသားစုနဲ့အတူတူနေလို့မရဘူးစားလို့မရဘူး12နှစ်လုံးဘယ်လောက်တောင်မှလုံးလီဖြစ်မလဲအဲ့ဒီအမျိုးသမီးကလည်းဒီကနေ့တကယ်စာငတ်မှုနဲ့သူလည်းလိုအပ်တယ်သူ့ရဲ့ need ကသူ့ရဲ့လိုအပ်ချက်ကအရန်ကြီးမားတယ်ဒါပေမဲ့သူ့ရဲ့လိုအပ်ချက်ကြီးမားတာထက်သူဖခင်ကိုစာငတ်လို့သူယုံကြည်ခြင်းနဲ့ယေရှုကိုတိုးလိုက်တဲ့အခါမှာသူကျမ်းမာခြင်းရသွားတာကိုတွေ့ရတယ်အဲ့နဲ့ယေရှုကငါ့ကိုဘသူတိုးလဲတိုးတာချင်းအတူတူမတူဘူးနော်တိုးတာပဲယေရှုခေါ်တာပဲဒါပေမဲ့ငါစီကနေတကိုးထွက်သွားတယ်ဆိုတဲ့အဆင့်ပြောရလောက်အောင်ယေရှုစီကနေတကိုးထွက်စေတာကဘာလဲဆိုလို့ရှိရင်စာငတ်တော့သူတွေဖြစ်တယ်အာမင်မမလည်းတော်စာငတ်နေပြီသူတို့ဒီလောက်စာငတ်နေတဲ့အမေတွေလည်းမနေနိုင်ဘူးဒီနေ့ကျမတို့အဲ့ဒီလောက်တောင်မှဖခင်ကိုစာငတ်နေဖခင်လည်းနေနိုင်မှာမဟုတ်ဘူးအာမင်အာမင်ဖခင်သခင်ကကျမတို့ဖခင်သခင်သားသမီးတွေသူ့ကိုအငမ်းမရခေါ်တဲ့လူတွေစီကိုရောက်လာတာဖြစ်တယ်ဆိုတော့အမှန်သူကဗိုက်စာတာမဟုတ်ဘူးခုနပဲသူစားပြီးပြီဒါပေမဲ့တခြားမဟုတ်အမေကိုလိုချင်တာလိုအပ်လို့မဟုတ်ဘူးလိုချင်တာသဘောပေါက်တယ်နော်လိုအပ်တာနဲ့လိုချင်တာနဲ့မတူဘူးဒီနေ့ဖခင်သခင်ကိုကျမတို့လိုအပ်တာမှန်ပါဒါပေမဲ့လိုချင်သလားအဲ့လိုချင်တဲ့လူကိုဖခင်ကတခါတည်းအပြေးကိုရောက်လာတာဖြစ်တယ်အာမင်ဒီနေ့ဖခင်သခင်ဘာဆိုသင်ရဲ့ယုံကြည်ခြင်းကြောင့်နဲ့ခုနအမျိုးသမီးသင်ရဲ့ယုံကြည်ခြင်းကြောင့်သင်ကျမ်းမာပြီအသွားနေရင်နဲ့ခုနစောကနော်တရားစီရင်မှုရဲ့အိမ်ကဆရာယေရှုကိုမနှောက်ယှက်နဲ့တော့ရပြီဆရာသမီးတည်သွားပြီဖခင်တယောက်အနေနဲ့ယေရှုကလည်းဒီမှာဒီအမျိုးသမီးကလည်းလာရှုပ်နေတယ်ဆိုစဉ်းစားကောင်းစဉ်းစားမိပါပဲကျမကတော့နော်အရေးထဲမှာဒီလူအုပ်တွေကလည်းအရေးထဲမှာငါသမီးတလောက်တော့မှလိုအပ်တာမသိဘူးလားတခါတည်းနည်းနည်းတော့ဖြစ်ဒါပေမဲ့ယေရှုကဘာပြောလဲချက်ချင်းအဲ့ဒီဖခင်ရဲ့နှုတ်ကနေဘာမှထွက်မလာခင်မှာချက်ချင်းသူဘာပြောဆိုမကြောက်နဲ့စကားပြောခွင့်တောင်မပေးဘူးကလေးအဖေကိုစကားပြောခွင့်တောင်မပေးဘူးချက်ချင်းယေရှုကချက်ချင်းပြောတယ်မင်းမကြောက်နဲ့ယုံကြည်ခြင်းတစ်ခုသာရှိပါ
ယုံကြည်ခြင်းယုံကြည်ရင်ပြန်ပြီးတော့ကျမ်းမာမယ်ခုနလည်းယုံကြည်လို့ကျမ်းမာသွားတာအခုလည်းယုံကြည်ရင်ပြန်ကျမ်းမာမယ်လုံးဝသူ့ရဲ့ဖခင်တယောက်ရဲ့စိတ်ထဲမှာတန်တရားရှိလာမဲ့အရာတွေကိုချက်ချင်းမရှိခင်မှာတခါတည်းကိုဖယ်ရှားပေးလိုက်တာဖြစ်တယ်ဖခင်သခင်ကယုံကြည်ခြင်းတစ်ခုသာရှိပါတဲ့အဲ့ဒါနဲ့ဆက်သွားတဲ့အခါမှာသူ့အိမ်ကိုရောက်တဲ့အခါမှာကိုရောရဲ့သမီးသေပါပြီတဲ့ဆရာကိုမနှောက်ရှက်ပါနဲ့တော့လို့ပြောတဲ့အခါမှာနော်အဲ့နဲ့အိမ်ရောက်တဲ့အခါမှာအငယ်51မှာပေတရုရဲ့ယောဟန်ရဲ့ယာကုပ်ရဲ့အဲ့ဒီကလေးရဲ့မိဘတွေကိုပဲအထဲကိုဝင်ခွင့်ပေးတာဖြစ်တယ်နောက်မှအဲ့ဒီမှာငိုကြတယ်မငိုကြနဲ့ယေရှုကပြောသူကသေနေတာမဟုတ်အိပ်ပျော်နေတာလို့ပြောတဲ့အခါမှာသူငယ်သေချောင်းကိုသူတို့ဒီကိုရောကိုပြက်ရပြောကြယေရှုကိုတော့မှဘာပြောဆိုဟားတိုက်လိုက်သေးတယ်ဟမ်ဒီလူကလည်းမသိဘူးလားဒီမှာသေနေတဲ့ဟာကိုအဲ့ဒါနဲ့အငယ်54မှာဒါကျမတို့ရဲ့ life အတွက်အမတမအရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်ထိုသူရှိသမျှတို့ကိုတဲ့ပြင်တို့ထွက်စေပြီးမှထိုသူဆိုတာကဘယ်သူတွေလဲခုနကသေတာကိုမသိဘူးလားဆိုပြီးတော့ပြက်ရပြုတ်တဲ့သူတွေတနည်းအားဖြင့်မယုံကြည်တဲ့သူတွေမယုံကြည်တဲ့လူတွေလို့ပြောတဲ့အခါမှာ non Christian တွေကိုပြောတာမဟုတ်ဘူးနော်ကျမတို့ယုံကြည်သူတွေထဲမှာမယုံကြည်သူတွေလည်းရှိတယ်ဘယ်လိုပြောမလဲဆိုမယုံကြည်သောယုံကြည်သူတွေပေါ့နော်ယုံကြည်ခြင်းမရှိတဲ့ယုံကြည်သူတွေကိုပြောတာဖြစ်တယ်ဒီနေ့ဖခင်သခင်ကကျမတို့ကိုပြောထားတဲ့အရာတွေဖခင်သခင်ကျမတို့ရဲ့အသက်တာမှာပေးထားတဲ့ဂတိတွေပေးထားတဲ့နှုတ်ကပတ်တော်တွေအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်မှန်ပါတယ်သေနေတယ်ခရစ်တော်လာမယ်လို့ပြောတော့မရောက်ခင်မှာသေသွားတယ်အဲ့ဒီမှာပတ်ဝန်းကျင်မှာရှိတဲ့လူတွေကဟာသေနေတာကိုမသိဘူးလားယေရှုကပြောတယ်ချက်ချင်းသူတို့ကို get out ဒီနေ့ကျမတို့ယုံကြည်ခြင်းနဲ့ရှောင်လန်းတဲ့အခါမှာလေကျမတို့လူတွေကိုတချို့လူတွေကိုကြည့်ပြီးတော့ပေါင်းရတော်မဲ့အခြေအနေမှာကျမတို့ရှိတယ်တချို့လူတွေကိုကျမတို့ကအဆက်သွယ်ဖြည့်ရင်တောင်မှပိုကောင်းတဲ့အချိန်တွေလည်းရှိတယ်ဘယ်လိုမျိုးလူတွေလဲမယုံကြည်သောစကားနဲ့ကျမတို့ကိုဆွဲချမဲ့သူတွေဖခင်ကငါ့ကိုဒီလိုပြောထားပြီးသားဖြစ်တယ်တခါလေပြောထားရဲ့သားနဲ့ပတ်ဝန်းကျင်မှာဒါပေမဲ့ဒီလိုရှိတယ်လေဟိုလိုရှိတယ်လေဒီလိုဖြစ်နေတယ်လေနင်းကဟုတ်မဟုတ်ရဲ့လားနင်းအခြေအနေကိုလည်းကြည့်အောင်နော်နင်းမိဘတွေကိုလည်းကြည့်အောင်နင်းရဲ့ငွေကြေးလည်းကြည့်အောင်နင်းရဲ့ပညာရေးလည်းကြည့်အောင်တခုမှမှန်သလားဆိုလို့အယမ်းမှန်တယ်အခြေအနေကတော့အယမ်းမှန်တယ်သူတို့ပြောတာဟိုအလကားလျှောက်ပြောနေတာမဟုတ်တကယ်မှန်တဲ့အခြေအနေကို they are facts အမှန်တရားတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာတွေမရှိဘူးလို့ညင်းတာမဟုတ်ဘူးယုံကြည်ခြင်းကဘာလဲဆိုလို့ရှင်မရှိသောအရာကိုတဲ့ရှိတကယ်တော့မှတ်တယ်တဲ့ယောမအခန်းကြီးဘယ်လောက်လဲယောမအခန်းကြီး4လားမသိဘူး40ခွန်နော်ဟုတ်တယ်ယောမ40ခွန်မှာဒီအာဗြဟံအကြောင်းကိုပြောတဲ့အခါမှာအာဗြဟံကတဲ့တေလွန်သောသူကိုရှင်စေတော်မူထသောမဖြစ်သေးသောအရာတို့ကိုဖြစ်သောအရာကဲ့သို့မှားထားတော်မူသောဖျားသခင်တည်းဟူသောကိုယ်တိုင်ယုံကြည်သောဖျားရှိတော်၌ခတ်သိမ်းသောငါတို့၏အဘဖြစ်ကြမဖြစ်သေးသောအရာတို့ကိုတဲ့ဖြစ်သောအရာကဲ့သို့မဖြစ်သေးတဲ့အရာကိုဖြစ်သောအရာကဲ့သို့ပြောချင်တာကမဖြစ်သေးတဲ့အရာကိုဖြစ်ပြီးတဲ့ကဲ့သို့ဒါပေမဲ့ဖြစ်တဲ့အရာကိုမဖြစ်တဲ့ကဲ့သို့လို့မပြောဘူးနော်သတိထားမိလားမသိဘူးမဖြစ်သေးတဲ့အရာကိုတဲ့ဖြစ်ပြီးတဲ့ကဲ့သို့ပဲပြောတယ်ဖြစ်
နေတဲ့ အရာကိုမဖြစ်ဘူးလို့မပြောဘူးသဘောပေါက်လားမသိပြောချင်တာကပါလဲဒီနေ့ယုံကြည်ခြင်းနဲ့သွားတဲ့အခါမှာအခြေအနေတွေကိုညင်းပယ်နေတာမဟုတ်ဘူးဖြစ်နေတဲ့အရာကိုမဖြစ်ဘူးလို့ပြောနေတာမဟုတ်ဘူးမဖြစ်သေးတဲ့အရာတွေကိုဖြစ်နေပြီလို့ကြေညာနေတာဖြစ်တယ်ဆိုတော့အခြေအနေကပါလဲကိုကနာနေတယ်နာနေတာကိုငါမနာဘူးပြောတာမဟုတ်ဘူးအဲ့ဒါကဖြစ်တဲ့အရာကိုမဖြစ်ဘူးလို့ပြောနေတာယုံကြည်ခြင်းကအဲ့ဒါမဟုတ်ဘူးယုံကြည်ခြင်းကနာတဲ့ဟာကိုငါမနာဘူးဆိုပြီးတော့တခါတည်းကိုဒီလိုတွားကုန်းပြီးတော့ကုန်းကွာနဲ့ငါမနာဘူးအဲ့ဒါယုံကြည်ခြင်းမဟုတ်ဘူးအဲ့လိုပြောနေတာမဟုတ်ဘူးယုံကြည်ခြင်းကပါလဲမဖြစ်သေးတဲ့အရာကိုဖြစ်ပြီးတကယ်တော့နာနေတယ်ဟုတ်တယ်ဒါပေမဲ့ငါကျမ်းမာပြီငါနာနေတော့နာနေတယ်ဒါပေမဲ့ငါကျမ်းမာပြီယေရှုရဲ့ဒဏ်ချက်တော်အဖြစ်ငါကျမ်းမာပြီငါချမ်းသာပြီယေရှုကငါ့ကိုကျမ်းမာခြင်းပေးပြီအဲ့ဒါကယုံကြည်ခြင်းဖြစ်တယ်အာမင်နာနေတဲ့ဟာကိုမနာပါဘူးဆိုတော့ဟန်ဆောင်တာမဟုတ်ဘူးယုံကြည်ခြင်းကအမှန်ကိုဘယ်လိုပဲမငင်းပယ်ဘူးဒါပေမဲ့အမှန်ဖြစ်နေပေမဲ့အဲ့ဒီအထက်မှာတမာတရားကိုဝန်ခံနေတာဖြစ်တယ်စစ်မှန်သောယုံကြည်ခြင်းဒါကြောင့်မလို့မယုံကြည်တဲ့ယုံကြည်သူတွေရဲ့ပြဿနာကပါလဲမယုံကြည်ဘူးဒီနေ့ယေရှုကခုနအမျိုးသမီးရဲ့နော်ကလေးမရဲ့အိမ်မှာဘာလုပ်လဲဆိုလို့ရှိရင်ပြင်ထွက်ခိုင်းတယ်မယုံကြည်တဲ့စကားတွေလုံးဝမပြောခိုင်းဘူးနော်ဘုရားသခင်နမိတ်လက္ခဏာလောက်တော်မယ်ဆိုလို့ရှိရင်တော့မယုံကြည်သူတွေဆိုတာနန်းခရစ်ယာန်ပြောမှုမယုံကြည်တဲ့သူတွေရှိနေရင်တော့ no way ဘာဖြစ်လို့လဲလိုအပ်ချက်ပေါ်မှာအလုပ်လုပ်တဲ့ဘုရားမဟုတ်ဘူးယုံကြည်ခြင်းပေါ်မှာအလုပ်လုပ်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့တခါတည်းကျမတို့ရဲ့တက်တာမှာဘုရားသခင်ကျမတို့ကိုဂတိပေးထားတယ်ဆိုလို့ရှိရင် promise ပေးထားတယ်ဆိုလို့ရှိရင်တခါတည်းတချို့တွေကိုကျမတို့က cut off လုပ်ရမယ်အချိန်လည်းရှိကောင်းရှိနိုင်တယ်တချို့ရဲ့စကားတွေကျမတို့ကတခါတည်းနားပိတ်ထားရမယ်အချိန်လည်းရှိကောင်းရှိနိုင်တယ်ကျမတို့ကတိုက်လန်နေတာဖြစ်တယ်ရှင်ဘောလောကတီမိုသေကိုပြောလဲကောင်းသောတိုက်လန်ခြင်းကိုတိုက်ပါတယ်အဲ့ဒီတိုက်ခြင်းဟာတယောက်နဲ့တယောက်တိုက်ဖို့ပြောတာမဟုတ်ဘူးယုံကြည်ခြင်းတိုက်ခြင်းကိုပြောတာဖြစ်တယ်ကောင်းသောတိုက်လန်ခြင်းဆိုတာက the fight of faith ယုံကြည်ခြင်းဆိုင်ရာတိုက်လန်ခြင်းကိုကျွန်တော်တိုက်ဖို့ဖြစ်တယ်တခါတည်းကျွန်တော်တို့စစ်တိုက်ရတဲ့အချိန်ရှိပါတယ်ယုံကြည်ခြင်းနဲ့တိုက်ရတဲ့အချိန်ရှိတယ်အဲ့ဒီမှာလုံးဝမယုံကြည်တဲ့စကားတွေကျွန်တော်တို့အဝင်မခံဖို့အင်မတန်မှအရေးကြီးတယ်ဒါကြောင့်မလို့ယေရှုရောက်လာတဲ့အခါမှာသေနေတဲ့အရာတော်မှလုံးဝနေစရာမရှိတော့ဘူးအာမင်သေတဲ့ဝိညာဉ်တော်မှလုံးဝနေစရာမရှိဘာဖြစ်လို့လဲငါဒီအသက်ဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကရောက်လာလို့ဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကသူတို့ရဲ့အလယ်မှာရောက်လာတဲ့ခါကျတော့နှုတ်ကပတ်တော်နဲ့အသက်ရှိ၏ဆိုတဲ့ပုဂ္ဂိုလ်ကရောက်လာလို့ဖြစ်တယ်ဒါကြောင့်မလို့ဒီလုကာရှစ်ကိုကျမတို့ပြန်ကြည့်တဲ့အခါမှာအငယ်22ကနေ25မှာဘာတွေ့ရလဲဆိုယေရှုကမုန်တိုင်းကိုငြိမ်းစေတာကိုတွေ့ရတယ်နော်ကျမအရင်တော့ဟောဖို့ကန်းတစ်ဖက်သို့ကူးကြကုန်အံ့ဆိုပြီးတော့မုန်တိုင်းထန်ဒါပေမဲ့အဲ့ဒီမုန်တိုင်းကိုယေရှုကငြိမ်းစေတယ်ပြီးလဲပြီးတော့ဟိုဘက်ကန်းကိုရောက်တဲ့အခါမှာနတ်ဆိုးဆွဲတဲ့လေကောင်ဆိုတဲ့နော်နတ်ဆိုးအများကြီးဝင်ထားတဲ့လူယေရှုနဲ့တွေ့တဲ့အခါမှာဘာဖြစ်သွားလဲနတ်ဆိုးတွေအကုန်ထွက်ပြေးသွားတယ်ဝက်တွေထဲဝင်သွားတယ်နော်အဲ့ဒီလူလုံးဝလွတ်မြောက်သွားတယ်နောက်ဆက်ဖတ်တဲ့အခါမှာခုန12နှစ်လုံးသွေးသွန်အနာဆွဲတဲ့အမျိုးသမီးနောက်ဆက်ဖတ်တဲ့အခါမှာတေသွားတဲ့နော်ယာဤရဲ့သမီးဆိုဒီအခန်းကြီး8တစ်လျှောက်ကိုကြည့်တဲ့အခါမှာဘာတွေ့ဆိုယေရှုကတဘာဝတရားပေါ်မှာအခွင့်အာဏာရှိတော်ဖရားဖြစ်တယ်မုန်တိုင်းကိုငြိမ်းစေနိုင်တဲ့ယေရှုဖြစ်တယ်နောက်ပြီးတော့နတ်ဆိုးတွေပေါ်မှာအခွင့်အာဏာရှိတယ်ဆိုတာကိုတွေ့ရတယ်
နောက်ပြီးတော့ယောဂါတွေပေါ်မှာအခွင့်အာဏာရှိသောဖခင်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်နောက်ဆုံးသေခြင်းပေါ်မှာတော့မှအခွင့်အာဏာရှိသောဖခင်ဆိုတာဒီလူကာခန်းကြီး8 6လုံးမှာတွေ့ရတာဖြစ်တယ်ကျွန်တော်တို့ကိုးကွယ်တဲ့ယေရှုကလေအဲ့လောက်တောင်မှတကိုးကြည့်တာနည်းနည်းတော့မဟုတ်ဘူးနော်အေးလေးနဲ့ very gentle လေးတော့မဟုတ်ဘူးတခါလေကျွန်တော်ယေရှုကလည်းအရင်နူးညံ့ပြီးတော့တခါလေနော်ဟို Sunday school ပုံလေးမှာဆွဲထားတဲ့သပင်ဖြူဖြူရွှေရောင်လေးနဲ့မျက်လုံးပြပြလေးနဲ့အရန်ကိုတိမ်မွေးပြီးတော့အရန်နူးညံ့ပြီးမှန်ပါတယ်နူးညံ့တိမ်မွေးပါတယ်ဒါပေမဲ့မုန်တိုင်းကိုငြိမ်းစေနိုင်တဲ့ဖခင်ဖြစ်တယ်နတ်ဆိုးတွေကိုမောင်းထုတ်တဲ့တစ်ချက်ကလေးပဲအမိတ်ပေးလိုက်တဲ့အခါမှာနတ်ဆိုးတွေကုန်ထွက်ပြေးသွားတာဖြစ်တယ်ယောဂါပေါ်မှာတကိုးအာဏာရှိတော်ဖခင်ဖြစ်တယ်နောက်ဆုံးသေခြင်းပေါ်မှာအခွင့်အာဏာရှိတော်ဖခင်ဖြစ်တယ်အဲ့ဒီယေရှုကျမတို့ရဲ့အထဲမှာရှိတော်ယေရှုဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကျမတို့ရဲ့အထဲမှာရှိနေတော်နှုတ်ကပတ်တော်ဖြစ်တယ်အာမင်အဲ့ကြောင့်ယေရှုရောက်လာတဲ့အခါမှာသေခြင်းကလုံးဝနေရာမရတော့ဒီနေ့သင်ရဲ့မိသားစုထဲမှာသင်ယေရှုကိုဘယ်လောက်စာငတ်တယ်လဲသင်အခြေအနေထဲမှာယေရှုကိုအဲ့ဒီလောက်တောင်မှသင်စာငတ်မှုရှိရဲ့လားအသက်ကိုကျွန်တော်တို့ကပြန်ပြီးတော့လက်ခံရအောင်အဲ့ဒီနှုတ်ကပတ်တော်အသက်ဖြစ်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်မိသားစုထဲမှာပြန်ပြီးတော့လက်ခံကြရအောင်ဒီနေ့အဲ့ဒီနှုတ်ကပတ်တော်ဒီနှုတ်ကပတ်တော်သင်ရဲ့နှုတ်ကနေထွက်လာတဲ့နှုတ်ကပတ်တော်ဖခင်ရဲ့သတင်းစကားအသက်ရှင်စေတဲ့ဝိညာဉ်တော်ဖြစ်တယ်ဒီနေ့သင်အမိန့်ပေးလိုက်ရင်သေတဲ့အရာတွေပြန်ရှင်စေတဲ့ဖခင်ဖြစ်တယ်ဒီနေ့ယေရှုကဘာပြောထားလဲဒီနေ့ तू ကိုယ်တိုင်မပြောတော့ဘူးကျမတို့ကိုပြောခိုင်းပြီအာမင်ကျမတို့ကိုအမိန့်ပေးခိုင်းပြီဘာဖြစ်လို့လဲငါပြုသောအမှုတွေမင်းတို့လည်းလုပ်ရလိမ့်မယ်အဲ့ဒီထက်တာ၍ကြီးမားသောအမှုတွေမင်းတို့လုပ်ရမယ်လို့ယေရှုကပြောထားပေးတာဖြစ်တယ်ယေရှုကသူ့ရဲ့လုပ်စရာတွေပြီးသွားပြီနောက်ကြံတဲ့အရာတွေကိုကျမတို့ကိုအပ်ထားတာဖြစ်တယ်ကျမတို့ကိုတာဝန်ပေးထားတာဖြစ်တယ်ကျမတို့ရောအသက်ရှင်ဖို့ကျမတို့ကြေညာချက်တွေပေးနေသလားဒီနေ့ယေရှုကရှင်စေဆိုရှင်တာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်အဲ့ဒီသတင်းစကားကိုကျမတို့ကိုပေးထားတာဖြစ်တယ်ဒီကျမတို့ရဲ့အခြေအနေထဲမှာလည်းကျမတို့လည်းအမိန့်ပေးပိုင်ခွင့်ဘုရားသခင်ပေးထားပေးတာဖြစ်တယ်အာမင်ဒီနေ့မိသားစုထဲမှာတည်နေတဲ့အရာတွေဒီနေ့ရှင်စေဖို့အသင့်မှာအမိန့်ပေးပိုင်ခွင့်ရှိတယ်ထုတ်ပြန်ချက်ပေးပိုင်ခွင့်ရှိတယ်ဘာဖြစ်လို့လဲသင်သည်ယေရှုနဲ့အတူအခုကောင်းကင်မှာနော်ဆိုးဆန်နေတာဖြစ်တယ်ဝိညာဉ်ထဲမှာသင်ဟာဆိုးဆန်နေပြီးသားဖြစ်တယ်နော်အဲ့ဒီအရာကိုသင်မသိမချင်းသင်ရဲ့လက်ရှိအခြေအနေထဲမှာပဲသင်က blind ဖြစ်နေမှာကိုယ့်ရဲ့နေရာမှန်ကပဲလေအခုကောင်းကင်မှာယေရှုနဲ့အတူဆိုးဆန်နေတာဖြစ်တယ်ကျမတို့ရဲ့ rightful place ကအဲ့ဒါပဲဒါကြောင့်မလို့ဟိုမှာထုတ်ပြန်တဲ့အရာဒီမှာဖြစ်လာတာဟိုမှာကြေညာတဲ့အရာတွေဒီမှာဖြစ်လာတာတင်းရဲ့ဝိညာဉ်ထဲကနေနှုတ်ကပတ်တော်ကိုကြေညာတဲ့အရာသင်မိသားစုမှာတကယ်ဖြစ်လာမှာဖြစ်တယ်အာမင်ဒီနေ့သင်အသက်ကိုကြေညာဖို့ဘုရားအလိုတော်ရှိတယ်တင်းရဲ့မိသားစုထဲမှာဒီမှာကျွန်မတစ်ခုခွန်အားရတာကဘာလဲဆိုလို့ရှိရင်ဒီကနေ့ကျမတို့ရဲ့နောက်မျိုးဆက်တွေတေလူနီးပါဖြစ်နေတဲ့နောက်မျိုးဆက်တွေယာဤယူကဲတော့ဒီနေ့ဖယားသခင်စီမှာဒီနောက်မျိုးဆက်တွေအတွက်ကျမတို့ဖယားကိုပြန်ပြီးတော့အော်ဟစ်ကြရအောင်တေလူနီးပါဖြစ်နေတဲ့ဖယားနဲ့ဝေးကွာနေတဲ့မျိုးဆက်သစ်တွေကိုရောဆိုပြီးတော့ကျမတို့အိမ်ကိုယေရှုကိုရအောင်ပြန်ပြီးတော့ခေါ်ကြရအောင်ကိုယ့်ရဲ့ယာဒူးတွေကိုယ့်ရဲ့
angry de take harego digne lonwa pesha biro Yeshu go mayaya ang kore to rip sejaya out Koro no ayo wima Janoya tatami go koro pamro doti beba Janoya meet dazu dema koro win la beba Tere yago pian seba amen Koro teze ya koro aloshi ya ro sepro teze Koro shimbo aloshi ya koro shin seba Dine ai lo myo chamaro su down ye do tu de phit bo phya a lo shi de amen amen chamaro ye atat shin chin ga chamaro twet be ma hout bu chamaro ye naw myo set de chamaro atat shin ne ya da phit de chamaro de ye ne thi ba blo atat shin nan ye le chamaro ye kong lo no bo be de ye pe sat chin jang bo be de ye set kat chin jang bo be de ye su down chin jang chamaro ye khu yat ti nain da phit deဒါပေမဲ့ဒီနေ့ဒီအခြေအနေကနေပြီးတော့ကျမတို့နောက်လာမဲ့မျိုးဆက်သစ်တွေအတွက်တောက်ထပ်ပြီးတော့ဖခင်ကိုပြန်ပြီးတော့ဖိတ်ခေါ်ကြရအောင်သူတို့ကိုလုံးဝ don't let them die တေခွင့်လုံးဝမပေးပါနဲ့ဒီမျိုးဆက်သစ်တွေလုံးဝတေခွင့်မပေးနဲ့ဒီမျိုးဆက်တွေလည်းဖခင်ကိုပြန်ပြီးတော့ရအောင်ခေါ်ကြရအောင်ကျမတို့မိသားစုထဲမှာကျမတို့ရဲ့အသင်းတော်မှာကျမတို့ရဲ့မျိုးဆက်မှာကျမတို့လူမျိုးထဲမှာယေရှုကိုပြန်ပြီးတော့နောက်မျိုးဆက်တွေအတွက်ပြန်ပြီးတော့ခေါ်ကြရအောင်ကျွန်တော်အထူးသဖြင့်ကျွန်တော်ချင်းလူမျိုးတွေကသိတာရမ်းများတယ်ယုံကြည်လားဆိုမယုံကြည်ယုံကြည်သူဟုတ်သလားဆိုဟုတ်တယ်ဒါပေမဲ့ယုံကြည်လားဆိုမယုံကြည်ဘူးကျွန်တော်ဘာလို့ထုံထိုင်းနေပြီးကြားဖန်များပြီးတော့လေကြားတာကိုကျမတို့ကတီးပြီးတော့ရှိပြီးတော့နားလဲတယ်လို့ထင်ကြတယ်အမှန်ကြားတာပဲရှိတယ်အသက်မရှင်ဘူးဒီနေ့အသက်ရှင်ဖို့အရေးကြီးတယ်အာမင်ယေရှုကငါဒီအသက်ရှင်ခြင်းဖြစ်တယ်ထားမြောက်ခြင်းအကြောင်းဖြစ်တယ်အဲ့ဒီယေရှုကကျမတို့ရဲ့အဲမှာအသက်ရှင်နေတယ်ဆိုလို့ရှိရင်ကျမတို့စကားပြောတဲ့အရာတွေလည်းအသက်ရှင်စေသောအရာတွေဖြစ်ရမယ်ကျတော့မိသားစုထဲမှာတည်နေတဲ့အရာတွေပြန်ရှင်ဖို့ဘုရားအလိုရှိတယ်။ဒါကြောင့်မို့ဒီနေ့ဒီယေရှုကိုပြန်ပြီးတော့ခေါ်ဖိတ်ကြရအောင်။ခင်ယေရှုကယာအီယူလိုမျိုးအင်မတန်မှ VIP very important person အတွက်လည်းလာတဲ့ယေရှုဖြစ်တယ်လို့သွေးသွန်နာဆွဲတဲ့လူတွေညင်းပယ်တဲ့လူတွေနဲ့ထိတွေ့လို့မရတဲ့ very insignificant person အတွက်လည်းလာတဲ့ဘုရားဖြစ်တယ်။ထို့နည်းတူနောက်မျိုးဆက်တွေအတွက်လာတဲ့ဖခင်ဖြစ်တယ်။ဒီကျမတို့နောက်မျိုးဆက်တွေကိုလုံးဝလက်မလျှော့ပဲနဲ့သူတို့အတွက်ကျမတို့ဖခင်တွေကိုပြန်ပြီးတော့ခေါ်ကြရအောင်။ကျမတို့သားသမီးတွေအတွက်ဖခင်ကိုပြန်ပြီးတော့အော်ကြရအောင်။ကျမတို့ရဲ့လာမယ့်မျိုးဆက်တွေအတွက်ဖခင်ကိုရအောင်ပြန်ပြီးတော့ခေါ်ကြရအောင်။အာမင်။အသက်ရှင်စေတော့ဝိညာဉ်လာတဲ့အခါမှာသေတဲ့အရာတွေပြန်ရှင်လာမှာဖြစ်တယ်။ဟာလေလုယာ။ဒီနှုတ်ကပတ်တော်ဒီအသက်ရှင်စေတယ်။သင်ရဲ့မိသားစုတွေမှာပြန်ပြီးတော့ကြေညာဖို့ကျမလည်းကျမမိသားစုမှာပြန်ပြီးတော့ကြေညာဖို့ကျမအယံကိုကျမလည်းတကယ်စိန်ခေါ်မှုခံစားရတာဖြစ်တယ်။အထူးသဖြင့်ဒီနေ့က Bible Sunday ဖြစ်တယ်။ Bible Sunday ဆိုတာကဒီမြင်ရတဲ့ကျမ်းစာအုပ်အရေးကြီးတာအရေးကြီးပါတယ်ဒီကျမ်းစာအုပ်ဖြစ်လာတာလည်းအရေးကြီးပါဒါပေမဲ့ဒီကျမ်းစာအုပ်ထဲကဖခင်ရဲ့နှုတ်ကပတ်တော်ကပို့ပြီးတော့အရေးကြီးတယ်အာမင်ဒီနေ့ဖခင်ရဲ့နှုတ်ကျွန်တော်တို့ဒီကျမ်းစာအုပ်ကိုအမြင့်တနိုးထားတဲ့ကဲတော့အထဲမှာရေးထားတဲ့ဖခင်ရဲ့စကားတွေရောကျွန်တော်အမြင့်တနိုးထားရဲ့လားအဲ့ဒါပို့အရေးကြီးတယ်တချို့ရဲ့ကျမ်းစာအုပ်ကိုအယမ်းယိုသေးကြတယ်အထဲမှာရေးထားတဲ့ဖခင်ရဲ့စကားတွေကိုကြတော့ဂယုကိုမဆိုင်ဘူးအထူးသဖြင့် today ကျွန်တော်တို့ Bible Sunday မှာကျမ်းစာအုပ်အတွက်လည်းကျေးဇူးတော်ချီးမွမ်းရအောင်ကျမ်းစာအုပ်ထဲမှာပါတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့အဓိကလေ့ကျင့်ရအောင်အာမင်အဓိကကျွန်တော်တို့ apply လုပ်ဖို့ဖြစ်တယ်အဓိကကျင့်သုံးဖို့ဖြစ်တယ်အဓိကပြောထွက်ဖို့ဖြစ်တယ်အသက်ရှင်ခြင်းဟာဒီထဲမှာပဲရှိတာဖြစ်တယ်နှုတ်ကပတ်တော်၌အသက်ရှိ၏အာမင်သင်ရဲ့တက်တမှာဘယ်အရာတွေသိနေလဲနှုတ်ကပတ်တော်ကိုပြန်ပြီးတော့ကြေညာဖို့ဖြစ်တယ်
တင်းမိသားစုထဲမှာတင်းရဲ့အိမ်ထောင်ရေးမှာတင်းရဲ့သားသွေးတွေရဲ့တင်းရဲ့ပညာရေးမှာစီးပွားရေးမှာငွေကြေးမှာတင်းနေတယ်ဆိုလို့ရှိရင်နှုတ်ကပတ်တော်ယေရှုဖြစ်တယ်ယေရှုကိုပြန်ပြီးတော့ခေါ်ရအောင်အာမင်ယေရှုကိုပြန်ပြီးတော့ဖိတ်ခေါ်ရဆိုတင်းနေတဲ့ပြန်ရှင်လာမှာဖြစ်တယ်ဖခင်ရဲ့အသက်ရှင်ခြင်းငါဟာတမန်တရားဖြစ်တယ်လမ်းခီးဖြစ်တယ်အသက်ဖြစ်တယ်အသက်ရောက်လာတဲ့အခါမှာသေခြင်းလုံးဝနေရာယူလို့ရတော့မှာမဟုတ်ဘူးရှင်ပြန်ထမြောက်ခြင်းရောက်လာတဲ့အခါမှာသေခြင်းလုံးဝနေရာယူလို့ရတော့မှာမဟုတ်ဘူးကျွန်တော်တို့ဒါတွေကိုလက်တွေ့ကျင့်သုံးရအောင် Bible Sunday နေ့မှာနှုတ်ကပတ်တော်ကိုကျွန်တော်တို့ကတခါတည်းဒီနေ့တရက်တည်းမဟုတ်ဘဲနဲ့နေ့တိုင်းလက်တွေ့ကျင့်သုံးဖို့ဖြစ်တယ်ဘယ်လိုလက်တွေ့ကျင့်သုံးမလဲမိသားစုတွေမှာကျမ်းစာတူစပြီးတော့ဖတ်ကြရအောင်ကျမ်းစာဖတ်တဲ့အခါမှာနော်အဖြစ်ဖတ်သွားတာဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူးဒီနေ့ဖတ်သွားတဲ့အရာကိုကျမတို့ကဒီထဲကိုနှလုံးသွင်းမှုဖြစ်တယ်တချို့ကျမ်းစာဖတ်သားဆိုဖတ်တယ်ဘယ်လိုဖတ်လဲအိတ်ခါနီးဒီလိုဖတ်ပြီးတော့အိတ်ပျော်သွားတဲ့ခါမှာနော်ဟိုပြီးသွားတယ်ပေါ့နော်အဲ့ဒီလိုမျိုးအဲ့ဒါကိုကျမ်းစာဖတ်တယ်လို့မခေါ်ဘူးကျမ်းစာကိုကျမတို့ကဖတ်လာတဲ့ခါမှာမိသားစုနဲ့အတူတူနော်လေ့လာတဲ့ခါမှာအဲ့ဒီမှာမိသားစုထဲမှာအသက်ရှင်လာတာဖြစ်တယ်အသက်ရှင်လာတယ်တကယ်ပြောတာကျွန်တော်ငယ်တုန်းကကျွန်တော်မိသားစုဒီဖိလစ်ပင်းမှာနော်ဒီမှာမိဘတွေကြောင်းတက်တုန်းကဆိုလို့ရှိရင်အရင်တော့ကျွန်တော်တို့ဟိုဒီတိုင်းပဲဟို family devotion တောင်မှတိတ်ပြီးတော့မလုပ်ဖြစ်ဘူးသူတို့ကမိဘတွေကလည်းကျောင်းသားကျောင်းသူတွေကျမတို့ကလည်းကျောင်းမိသားစုလုံးကကျောင်းသားတွေဖြစ်နေတဲ့ခါကျတော့နော်အဖေမေကလည်းကျောင်းတက်သားသမီးတွေလည်းကျောင်းတက်ဆိုတော့ကျမ်းစာကိုလေ့လာဖို့မလေ့လာအားဘူးပေါ့နော်ဟို family devotion တောင်မှတိတ်ပြီးတော့မလုပ်ဖြစ်ဘူးအဲ့မှာကျွန်တော်မိသားစုမှာတယောက်နဲ့တယောက်ရန်နေဖြစ်ကြကျမတို့အဲ့တုန်းကလည်း10ကျော်သက်အရွယ်ဆိုတော့နည်းနည်းပုံကန်တာတော့မဟုတ်ပေမဲ့အဲ့ဒီလိုမျိုးလေးတွေပေါ့နော်အဲ့ဒါနဲ့ရှေ့မိသားစုတွေမှာလုံးဝပြောစရာမကောင်းဘူးဒါမှမဟုတ်ဆောင်မိသားစုနော်ပြောစရာမကောင်းဆိုတာကဟိုရန်ဖြစ်တာတော့မဟုတ်ပေမဲ့ပြောစရာမကောင်းဘူးဒါပေမဲ့အဲ့မှာအဖေကငါတို့ဒီလိုဆက်သွားလို့မရဘူးငါတို့လိုမျိုးဆက်နေလို့မရဘူးငါတို့နေ့တိုင်းကျမ်းစာဖတ်မယ်နေ့တိုင်း family devotion လုပ်မယ်ကဲဘယ်နိုင်လုပ်မလဲဆိုတော့ကျမတို့ပြန်ပြီးတော့စိန်ခေါ်တယ်ကျမတို့လည်းဘယ်နိုင်စရအောင်ဆိုပြီးတော့ကောင်းပြီအဲ့ဒီချိန် TV ပိတ်အကုန်ပိတ်နော်မိသားစုတွေအကုန်9ရက်စလုံးစုကျန်းစာယူမယ်တူဖတ်မယ်ဆွေးနွေးမယ်ဆူတောင်းမယ်အဲ့ဒီလိုမျိုးလှုပ်လာတဲ့အခါမှာနော်1ရက်2ရက်3ရက်တစ်ပတ်လောက်လှုပ်လာတဲ့အခါမှာကျွန်တော်မိသားစုတွေမှာတအားပျော်စရာကောင်းလာတယ်တယောက်နဲ့တယောက်လဲဟိုပွင့်လင်းဆိုပွင့်လင်းနဲ့ပြောလာနိုင်တယ်ရင်ဖွင့်လို့လဲရတယ်အဖေမေတွေကလည်းကျွန်တော်တို့ပြောတဲ့ဟာကိုတေချာနားထောင်ပေးတယ်သူတို့ပြောတဲ့ຢာကိုလည်းကျမတို့ကတေချာနားထောင်မိသားစုထဲမှာ openness ရှိလာတယ်အဲ့ဒါကဘာလို့ဆိုဝိညာဉ်တော်ကနှုတ်ကပတ်တော်ကနေရာယူလာတဲ့အခါမှာမိသားစုထဲမှာတကယ်ပြောစရာကောင်းလာတယ်နောက်ပိုင်းကျမတို့ကအစတော့ကတော့10မိနစ်15မိနစ်ပေါ့နောက်ပိုင်းအဲ့လိုမျိုးမိသားစုနော်နောက်ပိုင်းဘာဖြစ်သွားလဲဆိုထမင်းစားညနေအတူတူညနေစားတော့မှအတူတူစားနေရင်းနဲ့စကားပြောရင်းနဲ့အဲ့ဒီမှာ devotion ဆက်လုပ်ပြီးတော့တခါလေဘယ်လောက်ဆို2နာရီ3နာရီလောက်ကြာသွားတယ်တခြားမှာအကြောင်းမှဖခင်အကြောင်းပဲကျွန်တော်တို့ပြောကြကျန်းစာအကြောင်းပဲဆွေးနွေးရင်းနဲ့မိသားစုတွေနော်ထိုင်ပြီးတော့စကားပြောနေကြ2နာရီ3နာရီလောက်ကြာသွားအဲ့တော့ကျွန်တော်တို့က10ကျော်တက်အရွယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်တကိုးရှိတယ်နှုတ်ကပတ်တော်ဟာမိသားစုထဲမှာတကယ်ပဲချစ်ချင်းမြတ်တာကိုပေးတယ်သေတဲ့အရာတွေကိုပြန်ရှင်စေတာဖြစ်တယ်ခက်ခဲတဲ့အရာတွေအခက်ခဲတွေကိုဖြေရှင်းပေးရဒီနှုတ်ကပတ်တော်ပဲဖြစ်တယ်အဲ့မှာဒီနှုတ်ကပတ်တော်ဖခင်ရဲ့သတင်းစကားဖြစ်တယ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကိုပုံမှန်လေ့လာတဲ့အခါမှာလက်ရှိအခက်ခဲတွေအဖြေကိုအဲ့ဒီမှာချက်ချင်းဖခင်နှုတ်ကပတ်တော်နဲ့ပြန်ပြီးတော့အဖြေပေးတယ်နေ့တိုင်းပဲတကယ်အော်ဖို့ကောင်းတယ်ဖခင်လှုပ်လိုက်တာကွက်တိတွေပဲအဲ့ဒီမတိုင်ခင်မှာဟာမိသားစုထဲမှာဥမာငွေကြေးအခက်ခဲတွေရှိလာတယ်သူတို့ကလည်းចောင်းသားကျွန်တော်တို့လည်းចောင်းသားတွေဆိုတော့ပတ်စံကနော်တစ်ခါတလေကြက်တဲတယ်
ဒါပေမဲ့ချက်တဲပေမဲ့ငါတို့အစင်ပြေတယ်မဟုတ်ဘူးဟိုအခြေအနေကိုမငင်းပယ်ဘူးအခြေအနေကတော့ဒီလိုရှိနေတယ်ဒါပေမဲ့နှုတ်ကပတ်တော်ကပြောတယ်မဆိုးရင်လည်းငါဒီထောက်ပံ့သောရှင်ဖြစ်တယ်ကျွန်တော်ပြန်ပြီးတော့ဂျေညာတဲ့အခါမှာတကယ်ပဲဘုရားရဲ့နမိတ်လက္ခဏာတွေကျွန်တော်တို့တက်တာမှာမိသားစုတွေမှာတွေ့ရမှာဖြစ်တယ်6နှစ်လုံးကိုနော်ဘုရားတဲ့ကျွန်တော်မိသားစုကိုဒီလိုပို့ဆောင်ခဲ့တာဖြစ်တယ်တခြားနိုင်ငံမှာကျွန်တော်6နှစ်လုံးအလုပ်လုပ်တဲ့လူတယောက်မှမရှိဘူးကျောင်းသားအားလုံးကျောင်းသားတွေပဲဒါပေမဲ့အဲ့ဒီချိန်ထဲမှာပင်လေဘုရားသခင်ကျွန်တော်တို့ကိုနှုတ်ကပတ်တော်နဲ့ကြွေးမွေးပြီးတော့နှုတ်ကပတ်တော်နဲ့အမှုပြုတာဖြစ်တယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်တကယ်အလုပ်ဖြစ်တယ်အာမင်တကယ်အလုပ်ဖြစ်တယ်စမ်းကြည့်ပါမိသားစုမှာစမ်းကြည့်ပါဒီနေ့အိမ်ထောင်ထဲမှာစမ်းကြည့်ပါနော်ဇနီးမောင်နှံနဲ့စမ်းကြည့်ပါသားသမီးနဲ့တူစမ်းကြည့်ပါတကယ်အလုပ်ဖြစ်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဘုရားကဘာပြောလဲငါနှုတ်ကပတ်တော်အချင်းကြီးမလာငါစီကိုပြန်မလာဘူးတဲ့စေလို့ထားတဲ့အတိုင်း तू လုံးဝကို तू လုံးဝအပင်ပေါက်မှာဖြစ်တယ်အာမင်ဒါကြောင့်မလို့ကျွန်မဒီကနေ့ဒီအကြောင်းအရာကိုကျွန်မပြောချင်တယ်နော်ဟိုရှင်းလားမရှင်းလားတော့မသိဘူးကျွန်မစိတ်ထဲမှာရှိတဲ့ဟာတွေကိုနော်ကျွန်မပြောနေတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့အထူးသဖြင့်ဒီ Bible Sunday မှာဒီနှုတ်ကပတ်တော်ကိုပြန်ပြီးတော့သွားရအောင်မိသားစုတွေမှာနှုတ်ကပတ်တော်ပြန်ပြီးတော့နေရာပေးရအောင်နော်နှုတ်ကပတ်တော်ကြေညာတဲ့အတိုင်းယခုကဘာတီရှိနေတာလဲနှုတ်ကပတ်တော်အားဖြင့်ပဲဆက်ပြီးတော့တီရှိနေတာဖြစ်တယ်ကျန်တဲ့အရာတွေအားလုံးနော်ပြောင်းလဲပေမဲ့နှုတ်ကပတ်တော်ကမပြောင်းလဲတဲ့အရာဖြစ်တယ်အာမင်ခိုင်ခန့်တဲ့အရာဖြစ်တယ်ဒီနှုတ်ကပတ်တော်မှာကျွန်တော်တို့ကပြန်ပြီးတော့မတ်တရဖို့ကျွန်မအရောက်ချင်းစီတိုင်းကိုစိန်ခေါ်ခြင်းနဲ့အားပေးခြင်းနဲ့အသက်နဲ့ပြန်ပြီးတော့အသက်ရှင်ကြဖို့ကျွန်မအားပေးခြင်းပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။